အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာတော့သပင်းနှစ်ထပ်လုံးလေးကိုတိဆက်ပေးမှာပဲဖြစ်ပါရှင်အရင်ဆုံး home boy အိမ်ကိုအရင်တော့ပါမယ်ရှင်home boy အိမ်လေးကိုတော့ပြီးပြီဆိုတော့ boy အိမ်လေးထဲကိုဝင်ပါမယ်ရှင်ဝင်ပြီးတော့ဘယ်ဘက်လက်ကအခန်းထဲကိုဝင်ပြီးရင်အင်ဂျီလေးတဲ့အဝိုင်းလေးကိုပေါ်မှာရက်ပြီးတော့ရှာပါမယ်ဒီ wearing dress ဆိုတဲ့ဟာလေးကိုဝတ်ပါမယ်ရှင် wearing dress ကိုဝတ်ပြီးရင်တော့ဘိုင်းစီကိုသွားပါမယ်ရှင်ဘိုင်းပုံစံလေးပြောင်းလိုက်ပါမယ်ဘိုင်းကိုနှိပ်လိုက်ပါဘိုင်းဖြစ်သွားပြီဆိုတော့ခဲကိုလက်တွဲဖို့ hold hands ကိုနှိပ်လိုက်ပါမယ်ရှင်နှိပ်ပြီးပြီဆိုရင်ကတော့ clone ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ပြန်ပြီးလက်တွဲလိုက်ပါရှင်ပြီးရင်တော့ဒီဟာလေးကိုပြန်ပြီးတော့လိုက်ပါခဲထဲဝင်ပြီးတော့သူ့ကိုစကားတွေပြောပါမယ်စကားပြောပြီးရင်ခပ်ပင်းပြီးလုပ်လိုက်ပါလုပ်ပြီးရင်တော့ဒီချက်ကအင်ဂျီတစ်စုံကိုကြိုက်တဲ့အင်ဂျီတစ်စုံဝေးလိုက်ပါပြီးရင်တော့ point က carry ခဲကို carry လုပ်လိုက်ပါခဲက carry လုပ်ပြီးပြီဆိုတော့ဒီကမောင်ကြီးကိုပြန်ချပြီးတော့အိမ်ထဲကိုဝင်ပါမယ်ခုနကတသက်သလိုပဲဘယ်ဘက်လက်ကဟာကိုလုပ်ပြီး spin လေးကိုရှင်ပြောင်းမယ်ဒီလိုမျိုးပုံစံလေးရသားပြီးဆိုရင်တော့ကြိုက်တဲ့အင်ဟာလေးဝေးလို့ရပြီပေါ့နော်ပြီးရင်တော့ဒီလိုမျိုးလေးကြိုက်တဲ့ဝတ်စုံတွေနာမည်ပေါ့နော်ဝေးလို့ရပြီစပင်းလေးတွေကိုဒီလိုမျိုးလေးတွေလည်းဆက်လို့ရတယ်ပြီးရင်လည်းဒီလိုလေးတွေလည်းဆက်လို့ရတယ်နောက်တစ်ခုကဒီလိုလေးလည်းဆက်လို့ရတယ်နော်အဲဆိုတော့တတ်မယ်တလန်ဒါဆိုရင်တော့စပင်းနှစ်ထပ်ဖြစ်သွားပါပြီရှင့်အားလုံးကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။နောက်ဗီဒီယိုလေးမှာလည်းဒီလိုမျိုးစိတ်ဝင်စားစရာဆာကူရာပုံပြလဲ tutorial လေးတွေကိုကြည့်ချင်တော့ like and subscribe လုပ်ပေးကြပါဦးနော်။အားလုံးပဲနောက်ဗီဒီယိုပြန်ဆုံကြမယ်တတာ